ကဲလှဘာတွေစီစဉ်ထားလဲ အမဒီနေ့ရတယ်မှာဟိုကကျွန်တော်တို့ဗရင်းဆရာတွေရဲ့ဝန်ထမ်းတွေအတွက်ရဲ့မှာအိမ်ပစ္စည်းရဲ့လူတွေကိုထောက်ပံ့ငွေပေးရသွားမှာပါအမလည်းလိုက်ခဲ့မယ်လေနော် ဟောအမရောလိုက်ပါလိုက်ပါ ဟိုပတ်စံနေလဲစီစဉ်ပြီးသား အမပတ်စံစီစဉ်ပြီးတော့ဟုတ်ကဲ့ပါ အဲ့တော့သွားတာအားလုံးတော့မသွားနိုင်ဘူးထင်တယ်နော်တို့ရေထောက်ပံ့မဲ့လူကကြတော့များတယ်လေနော် ဟုတ်တယ်အဲ့တော့ဒီနေ့ကဘယ်နဲ့ရောက်လောက်စီစဉ် ကျွန်မဟိုက10ယောက်စီစဉ်ထားတယ် 10ယောက် 10ယောက်ကိုလမ်းတင်းတဲ့ဟာတစ်ဖြတ်စီပေါ့နော်ရောက်ပြင်မဲ့တစ်ဖြတ်ရဲ့တောင်ပြိုးရဲ့တစ်ဖြတ် အဲ့ဆိုရင်ဒီနေ့တနေ့တော့ကုန်မယ်ထင်တယ် တနေ့ကုန်တော့တယ် 10ရောက်ကျန်တဲ့ကလေးတွေကကြတော့တချို့ကလေးတွေကြတော့နေရာကြီးသွားဖို့ကအခက်အခဲရှိလား ရှိတယ်မှာတချို့ကဆိုရင်ရေဝင်တဲ့ရက်တွေပါပါတယ်အဲ့ကြောင့်ကျွန်တော်ကအဲ့ဒါကြီးကြတော့ဒီ site မှာ ဆိုင်မှာပဲခေါ် site ပြီး မှာ တော့ ပဲပြီးတော့ အဲ့ဆိုရင်သွားကြမယ်လေ အဖေပြတော့လည်းပါပဲနေမိသားစုလို့ပြောကိုထားကြည့်ပေးတယ်မိတဲ့ခါကျဟိုပါပဲနေဒီဆိုင်မှာလုံးလို့တဲ့ခါမှာနေပါနဲ့ ဟုတ်တယ်လေဝန်ထမ်းတွေရဲ့မိဘတွေကငါတို့မိဘတွေပဲနော် ဟိုပေါ့ပြောရှင်ရပဲရှိဝန်နဲ့ရပဲရှိဘယ်နေပြုလို့မိသားစုရကျွန်တော်ကိုဝန်နဲ့နေနဲ့တူထပ်တူလိုက်ပြီးတော့ခံစားပေးတယ်ပြောပညာရှိမယ်ထပ်တူလိုက်ပြီးပြောရှင်ပေးတယ်ဝန်နဲ့လာရှိနေထပ်တူဝန်နဲ့ပေးတော့နော်အခုတော့တော့ပိုင်ဝင်ရဆိုတော့ဘာပဲနေအားတခုတော့ဖြစ်ပါတယ်လို့အိမ်ပြန်ဆောင်ဖို့အတွက်လည်းဒါအခုအိမ်ဖြိုးပြီးသွားပြီဆိုရင်ဘာပဲနေအိမ်ဆောင်ဖို့အတွက်အားတခုပြန်လောက်ရတယ်ပြန်ထူထောင်ဖို့အတွက်အားပြန်မွေရမယ်ပေါ့နော်အချိန်မှပတ်စံနေပါလိမ့်စူရတယ်အဲ့ဒီမှာအနေပေးတဲ့ထောက်ပံ့ဝင်ရတယ်ကျွန်တော်တို့အိမ်ပြန်ဆောင်ဖို့အတွက်အများကြီးအထောက်ပံ့ဖြစ်ပါတယ်အဖြိုးလေးကျေးဇူးတင်ပါတယ် ဒီပါတော့ပြန်ပြီးစူးစမ်းမှာပေါ့နော်အားလုံးကဒါတဘာဘေးတန်လေးနော်ဘေးတက်နိုင်မှာလည်းမဟုတ်ဘူးနော်နောက်ထိုင်သွားတဲ့ဟာလာ နေလားဟောအနောက်ဖက် နောက်ကိုလမ်းနေနောက်တော့ ခုအန်တီဖြူကလာပြီးတော့ထောက်ပံ့နေဆိုတော့ဒီလိုလဲလာလိမ့်မယ်လို့လည်းမထင်ဘူးထောက်ပံ့လိုက်မယ်လို့လည်းမထင်ဘူးပေါ့နော်ပိုင်ရှင်လာတာဆိုတော့အတိုင်းမသိဝန်တာလိုက်တာဘလို့တော့မှဝန်တာမှန်းကိုမသိပါဘူးကဲကျေးဇူးလည်းတင်ပါတယ်လာပြီးတော့ကုညီထောက်ပံ့တာဟုတ်အတိုင်းမသိဝန်တာပါတယ်ကျေးဇူးလည်းတင်တယ်နော်မိလေးတွေ၃ယောက်စလုံးဝိတ်စိန်မှာဒါဝိတ်စိန်ကကျွေးနေလို့ကျမတို့လည်းခုလိုနေနိုင်တာပေါ့နော်အဲဒါကြောင့်မို့လဲဝိတ်စိန်ကိုအမြဲတမ်းကျေးဇူးတင်နေမှာပါမြေတန်းလဲရောင်းမဝယ်ပန်ပွင့်လမ်းမစီဝိစိန်ထာဝရဒါနမကတိုးတက်အောင်မြင်ပါသည်လို့လည်းနေ့စဉ်နဲ့အမျှဆူတောင်းပေးနေမှာပါ ဆောင်းသွားပြီထဲထဲကဟိုဟာတွေပြိုကြလားအဲ့ချိန်က အဲ့လိုပြိုဟိုအမှန်နေပါရောအကုန်လုံးပြိုကြတယ်နေလို့မရရဟုတ်နေလို့တော့မရ အခုကအဲ့တော့မီထွန်းတော့အခုဘယ်မှာနေနေ အေးဖုံးကြောင်း
ဘုန်းကြီးကျောင်းမှာသွားနေရလား ကလေးစကားမှာ အာတိလား အင်းလေးပြောတဲ့လူလိုက်ချင်ရောလို့ကိုထောက်ပါ တက်နိုင်မယ်နော်အားဝပြီဆိုတော့ဒီနော်တို့အားလုံးပြန်ကြိုးစားရမယ်ဟုတ်တယ်မလားဒီလောက်ချွေးနေစာလေးနဲ့စူဆောင်းပြီးတော့တေချာလုပ်ထားတာလေစူပါနော်ကြိုးစားမယ်ကိုကြိုးစားဖို့ပဲနော်ဒါကိုကြိုးစားဖို့တုံးအားလို့ပဲယူဆနော် အခုတွေ့ရတော့ ညာလေးပြန်ပြီးတော့ နောက်က ရှေ့ထဲမှာဒီညာလေးပဲကျန် ဩ တော့ရအောင်လေအောက်ထက်တက်တယ်ပြီးနေလို့ရတယ် ဟိုကောင်းတဲ့ဟာလေးဖြစ်သွားတာဗောအစိုးရအကောင်းပြန်တွက် ဟုတ် မဖြစ်တာဒီမှာဒါတစ်ခုလုံးပြိုသွားလားတန်ငါပဲကြံခဲ့တယ်ဝမ်းတာ ရာရွန်းတာတော့ငါတက်ပါရုံလေးတော့ဆိုင်ကအခုလိုထောက်ပံ့ပေးတဲ့အတွက်เนาะအများကြီးကျေးဇူးတင်တယ်ပေါ့ဘယ်နေရာမှာပဲဖြစ်ဖြစ်မလစ်မလက်လေเนาะအလုပ်သမားတွေဝန်ထမ်းတွေကိုဟိုအများတန်းစောင့်ရှောက်ပေးတာပေါ့စောင့်ရှောက်ပေးတဲ့အတွက်ဘယ်လိုပြောရမှမသိရင်ထဲမှာ ကျေးဇူးအများကြီးတင်ပါတယ် တော်တော်လေးခံစားရတယ်ပေါ့เนาะဘယ်လိုလဲပြောရမှမသိဖွင့်ပြောရမှဝန်ထမ်းတွေပေါ့တိတိလေးကနေဟိုကြီးမားမားဟွာတယ်เนาะအငယ်တွေတိဆောက်ရှောက်ပေးတဲ့အတွက်လိုလေသေးမရှိလုပ်ပေးတဲ့အတွက် ပြိုကြီးတွေအညီမတွေပေါ့ ဒီမှာ3ယောက် ဩဒီအလူအထိခိုက်တော့မရှိဘူးမလား မလည်းဝဲကုန်တော့ဝဲကုန်ညာကြီးပဲထူပဲအဲ့ဒါတကယ်လာပြီးဝဲကုန်အောက်ဝင်လိုက်တာအောက်ကစီတန်းတခါစားအဲ့ကိုကြားလာတယ် တော့လေဒီပိုင်းလေးတော့တက်ပါမယ်မ စုသနာလည်းအိမ်အောင်နဲ့ပဲ ဟုတ်တယ် ကလေးနဲ့အာ ဟုတ်တယ်တမီကလေး မိုးသနာကကြတော့အတူတူမနေဘူး မမလည်းတူတူနေရ တူတူနေရပဲလား ဟုတ်ကဲ့ အမေလား အဲ့ဒီပြ အဖေလားဩ အဖေအခုထဲအောင်ဆိုတော့အောင်နေထဲတာအရောင်လာနေ ဩအွန်လိုင်းရောင်းတာခုနကဆိုင်ကရက်သွားမှာ အခုဒီကပြင်စဲလား ဟုတ်ပြင်းနေတော့ရှိ ကွာပါပါဩ ဒီလေး